အတွက်တစ်ကြောင်းလုံးအံ့အားသင့်သွားခဲ့ကြပါတယ်။ကျောင်းရဲ့ပထမဆုံးနေ့မှာပဲကျောင်းသူတစ်လေးကအတန်းထဲမှာအိပ်ပျော်နေတဲ့ကျောင်းမိုက်ကရဲ့ဘော်လီတစ်ယောက်ကိုတတိရှိသွားနှိုးလိုက်တဲ့အတွက်တစ်ကြောင်းလုံးအံ့အားသင့်သွားခဲ့ကြပါတယ်။ဆီယာမကိုယ်တိုင်တောင်သူမရဲ့တတိကိုကြည့်ပြီးလန့်သွားခဲ့ရတာပါ။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီဘဝီကောင်လေးဟာသူမကိုမြင်လိုက်တာနဲ့ချက်ချင်းပဲတိုးသူငယ်လေးလိုလိမ္မာသွားပြီးသူ့ထိုင်ကုန်ကိုပါဖယ်ပေးခဲ့ပါတယ်။တကယ်တော့အဲ့ဒီဘဝီကောင်လေးဟာသူမရဲ့မောင်လေးဖြစ်နေလို့ပါပဲ။အဲ့ဒီနောက်မှာနောက်ထပ်ကျောင်းသူတစ်ယောက်ထပ်ရောက်လာပြန်ပါတယ်။ဒါပေမဲ့အားလုံးကပထမကျောင်းသူလေးကိုပဲအာယုံစိုက်နေကြတာကိုမြင်တော့သူမကအယမ်းမနာလို့ဖြစ်သွားပါတယ်။သူမဟာပထမကျောင်းသူလေးကိုရန်လုပ်ဖို့စူးစမ်းခဲ့ပေမဲ့ကျောင်းသူလေးရဲ့တည်ငြိမ်ပြီးထက်မြက်တဲ့အကြည့်တွေကြောင့်ကြောက်ပြီးနောက်ဆုတ်သွားခဲ့ရပါတယ်။နေ့လယ်စာစားချိန်မှာတော့ကျောင်းရဲ့နာမည်ကြီးလူချော Campus Heartthrob ကပထမကျောင်းသူလေးကိုချစ်ရေးဆိုခဲ့ပေမဲ့သူမကအေးအေးဆေးဆေးပဲညှင်းပယ်ခဲ့ပါတယ်။နနာလိုဖြစ်နေတဲ့ဒုတိယကျောင်းသူမလေးကတော့သူမကိုကျောင်းကနေထုတ်ပစ်ဖို့ကျောင်းအုပ်ကြီးနဲ့ပေါင်းပြီးအစီအစဉ်ဆွဲပါတော့တယ်။ကျောင်းအုပ်ကြီးကသူမကိုအရန်ခတ်ခဲတဲ့စာမေးပွဲမေးခွန်းတွေပေးပြီးဖြေခိုင်းပေမဲ့သူမကတော့ခဏလေးတွင်းမှာပဲအောင်မြင်ဖြေဆိုနိုင်ခဲ့ပါတယ်။သူမကိုကျောင်းကထုတ်ပစ်မယ်လို့ကြုံဝါနေတဲ့ကျောင်းသူမလေးဟာတကယ်တော့သူမဘသူပဲဝါဆိုတာကိုမသိသေးပါဘူး။ဒီကျောင်းသူလေးဟာဘလို့လျှို့ဝှက်ချက်တွေရှိနေအောင်မလဲဆို